မြတ်စွာဘုရားသခင်သည်ဇေတဝန်ကျောင်း၌တည်င်းသုံးနေတော်မူစဉ်တွင်မိစ္ဆာဒိဋ္ဌိအယူရှိသောဘဂဗြဟ္မမင်းနှင့်ခုနှစ်ကျိပ်နှစ်ပါးသောဗြဟ္မာတို့ကိုဟောပြောချေချွေရန်မြင်တော်မူသည်တို့ဖြင့်ဘုရားရှင်သည်တကူတော်ဖြင့်ဗြဟ္မပြည်သို့ယုတ်ချီးကြွတော်မူခဲ့သည်ဖျားရှင်သည်ဗြဟ္မပြည်သို့ရောက်ရှိ၍ဘဂဗြဟ္မာကြီး၏မျက်မှောက်၌ထင်စွာရက်တော်မူ၏ဘဂဗြဟ္မာကြီးကအရှင်ဂေါတမကျွန်ုပ်တို့ဗြဟ္မရွာ၌ဖြစ်တည်လျင်ဆင်းရဲခြင်းကင်းပါတော်သည်ဟုလျှောက်၏ဖျားရှင်ကအိုများစွာကုန်သောဗြဟ္မာအပေါင်းတို့ဤဘဂဗြဟ္မာသည်အဝိဇ္ဇာတဲဟုသောအမှောင်တိုက်တွင်သို့ဝင်နေပြီတကားမှားလေစုတကားအနိစ္စကိုပင်နိစ္စအတုခကိုပင်ဒုက္ခဟုပြောနေရှာပြီးနိဗ္ဗာန်သည်ဧကံရှိလျက်မသိရှိလေတကားဟုမိန့်တော်မူသည်ဘဂဗြဟ္မာကကျွန်ုပ်တို့ဗြဟ္မဘဝသည်နိစ္စထာဝရတည်သောနိဗ္ဗာန်ဟုကျွန်ုပ်တို့ခံယူထားကြသည်ဟုလျှောက်ထားသည်ဖျားရှင်ကချစ်သားဘကသင်သည်ပညာကင်းသောကြောင့်အသက်ကျွင်းကိုမျှမမြင်ဖြစ်နေပြီဟုမိန့်တော်မူသည်ဘဂဗြဟ္မာကကျွန်ုပ်တို့၏ရှေးကောင်းမှုနှင့်ကျွန်ုပ်တို့အကြောင်းကိုသင်အမှန်ဟောဆိုနိုင်လျင်ဖျားဟုယုံကြည်ပါမည်ဟုလျှောက်ထား၏ဖျားရှင်သည်ဘဂဗြဟ္မာ၏အတိတ်ဘဝကောင်းမှုကုသိုလ်များကိုအနှစ်ချုပ်၍ဟောကြားတော်မူသည်ဘဂဗြဟ္မာသည်တကိုးပြိုင်ရန်ကိုဖြောက်တော်လဲဖျားရှင်၏မျက်မှောက်မှမကွယ်နိုင်ပဲရှိခဲ့သည်ဖျားရှင်ကကိုဖြောက်ပြသောအခါတွင်မူဗြဟ္မာအလုံးရှာမတွေ့နိုင်ပဲအတန်တော်ကိုသာကြားရလေသည်ဤတွင်ဘဂဗြဟ္မာနှင့်အပေါင်းပါတို့သည်မိစ္ဆာအယူကိုပယ်၍ဖျားရှင်အားဒူးထောက်ရှိခိုးကြလေသည်ဖျားရှင်သည်ဗြဟ္မာတို့ကိုခြေချွတ်အောင်မြင်တော်မူ၍ဇေတဝန်ကျောင်းသို့ပြန်လည်ကြွမြန်းတော်မူခဲ့သည်